ဖုန်းလေးတွေကိုအခုမှစသုံးမဲ့သူတွေကတေချာလေးကြည့်ပါနော်ဒီဘူးလေးဆိုဒီလိုမျိုးလေးလာတယ်ဘူးလေးကဒီလိုမျိုးလေးလာတယ်အဖုံးလေးကိုဒီလိုမျိုးလေးဖွင့်မယ်ဖွင့်ပြီးသွားလို့ရှိရင်ဒီမှာဖင်လေးပါတယ်ဒီဖင်လေးကိုဒီလိုမျိုးလေးလှည့်ပြီးသုံးရမှာဖြစ်ပါတယ်ရှင်ကိုလိုတောက်လေးပဲသုံးမယ်ကိုလိုတောက်လေးပဲထုတ်မယ်နော်ဒီမှာဘေးမှာဆိုလို့ရှိရင် brush လေးပါတယ်အဲ့ဒါမှတချို့ကကြတော့သပင်ဖြူတယ်တကားလုံးဖြူနိုင်မှာမဟုတ်ဘူးဆေးတော့စိုးထားတယ်ဆေးဆိုးကြီးမကြခင်ချိန်မှာအဖြူလေးတွေငုတ်တူလေးတွေအများကြီးထွက်လာတဲ့လူတွေဆိုလို့ရှိရင်တော့ကိုဖြူတဲ့နေရာလေးပဲလွယ်လေးတကူဒီလိုမျိုးလေးဆွဲပြီးတုပ်ပေးရမှာဖြစ်ပါတယ်ရှင်ဒီလိုမျိုးလေးပေါ့နော်ဒီလိုမျိုးလေးဆွဲတုပ်ပေးရမှာဖြစ်ပါတယ်ရှင်အယောင်အားဆိုလို့ရှိရင်2ယောင်လာတဲ့အညိုနဲ့လာတယ်ပေါ့နော်ဒီလိုလေးပဲတုပ်ရတာနော်ဒါကအညိုရောင်လေးရေဆိုးခန်းတယ်ချွေးဆိုးခန်းတယ်ရေဆိုးလို့ရှိရင်လည်းစီးမကြလာဘူးချွေးဆိုးလို့ရှိရင်လည်းစီးမကြလာဘူးခေါင်းလျှော်မယ်ဆိုတော့မှခေါင်းလျှော်ရင်းနဲ့2ကြိမ်3ကြိမ်လောက်လျှော်မှလုံးဝအစင်ပြောင်းတာမျိုးပေါ့နော်အဲ့တော့ကြံလည်းပဲလူတွေအတွက်ဆိုလို့ရှိရင်လည်းအဆင်ပြေပါတယ်ရှင်ဥပြရားတာတွေအနာဖြစ်တာတွေလုံးဝမရှိပါဘူးရှင်စိုးစိမ့်နဲ့လုံးဝမတက်တဲ့သုံးရတာပါစပင်မှာတော့ခေါင်းလျှော်လိုက်လို့ရှိရင်ပြောင်းသွားပါတယ်စပင်မှာဆွဲမနေပါဘူးနော်